ပြီးတော့21 days ပေါ့ electrical engineer ကပ်မြေ day 15ပေါ့နော်15ရက်မြောက်နေ့ပေါ့ဒီနေ့က injector အကြောင်းကိုလေ့လာကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ပြန်ဆိုလို့ရှိရင်resistant တွေ injectant တွေ capacitance တွေကိုseries ချိတ်ဆက်မယ် parallel ချိတ်ဆက်မယ်ဒီ circuit တွေလေ့လာမယ်ပေါ့နော်အဲ့တော့ဒီ circuit တွေမတိုင်ခင်မှာအရင်ဆုံးဒီအရှိမှာ resistor တွေ capacitor တွေအကြောင်းလေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ injector အကြောင်းလေ့လာမယ်ပေါ့အဲ့တော့ injector မှာဆိုလို့ရှိရင်ねinduced voltage ဆိုတာရှိတယ်ပေါ့နော်သူကနေပြီးညှို့ထားတဲ့ voltage ဘို့အားတစ်ခုရှိတယ်တော့အဲ့အကြောင်းကိုလေ့လာမယ်ပြီးတဲ့ခါကျတော့ how does inductor work ပေါ့နော်အဲ့တော့ inductor တစ်လုံးဒီတကယ် circuit မှာပေါ့နော်သူဘယ်လိုအလုပ်လုပ်လဲဆိုတော့နမူနာလေးပေါ့နော် example လေးကိုလေ့လာကြမယ်နောက်ပြီးတဲ့ခါကျတော့ energy stored in inductor အဲ့တော့ inductor ကခုနလို induced voltage ပေါ့နော်သူမှာ voltage တစ်ခုညှို့ပြီးတော့ voltage တစ်ခုကိုသူကပြန်ပြီးတော့သူ့စီမှာဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့သူ့မှာ energy ဆိုတဲ့စွမ်းအင်ကို store လုပ်ထားတယ်သိမ်းဆည်းထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီ inductor မှာသိမ်းဆည်းထားတဲ့ energy ကိုဘယ်ပုံစံနည်းနဲ့တွက်ထုတ်မလဲဆိုတာကိုလေ့လာကြမှာဖြစ်တယ်နောက်ဆုံးမှာတော့ problem solving ပေါ့နော်အဲ့တော့သူနဲ့သက်ဆိုင်တဲ့ဒီ equation လေးတွေနဲ့သက်ဆိုင်တဲ့ဥစ္စာတွေလေးတွေကိုလေ့လာကြမယ်အဲ့တော့ပထမဦးဆုံး inductor ပေါ့နော်အဲ့တော့ inductor ဆိုတာတဲ့ဒီလိုမျိုးရစ်ခွေထားတဲ့ coin မှန်သမျှဒီ inductor ဖြစ်ပါတယ်တဲ့အဲ့တော့ဘာကြောင့်ရစ်ခွေရတာလဲပေါ့နော်အဲ့တော့ပုံမှန် wire ကြိုးတစ်ချောင်းမှာ plus နဲ့ minus နဲ့ပေါ့နော် plus နဲ့ minus နဲ့ဒါမှမဟုတ်နှစ်ဆရှိတယ်အဲ့တော့သူ့ကို supply ပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင် current ကစီးဆင်းသွားတယ်ပေါ့ current စီးဆင်းသွားတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘေးဘက်မှာဒီ coin ရဲ့ဘေးဘက်ပေါ့နော် conductor ပေါ့ conductor ရဲ့ပတ်လည်မှာmagnetic field တွေဖြစ်ပေါ်လာတယ်ပေါ့နော်ဒါက electric လျှပ်စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ magnetic field ပေါ့နော်အဲ့တော့အရှိမလေ့လာခဲ့ကြတယ်ပေါ့အဲ့ဒီတော့အဲ့ဒီ magnetic field တွေကိုအားကောင်းခြင်းအားကောင်းခြင်းတဲ့အခါမှာဒီ conductor ကျိုးတစ်ချောင်းလေးကိုအရှိအတိုင်းပဲထားလို့ရှိရင်သူ့ရဲ့ magnetic field ရဲ့အားကနည်းတယ်ပေါ့နော်အားလန်းချောင်းတွေကနည်းတယ်ဒါကြောင့်မို့လို့အဲ့ဒီအားလန်းချောင်းတွေကိုများကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ conductor coin လေးကို coin ပုံစံပေါ့နော်ရစ်ခွေလိုက်တယ်ပေါ့အဲ့တော့ရစ်ခွေလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီ conductor ကပြောမယ်ဆိုရင်အပတ်အရေအတွက်ပေါ့နော်ဒီ turns တွေပေါ့တပတ်ချင်းစီများသွားတဲ့အခါမှာအဲ့ဒီထွက်လာတဲ့ရစ်ခွေထားတဲ့အပတ်အရေအတွက်ပေါ့မူတည်ပြီးတော့သူတို့ရဲ့အားလန်းချောင်းတွေဟာပို့ပြီးတော့များလာတယ်ပေါ့နော်အဲ့တော့ငကိုမူလ conductor တစ်ချောင်းလည်းမဟုတ်တော့ဘဲနဲ့ conductor တွေအများကြီးရှိတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့ရစ်ခွေလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတော့အဲ့ဒီနေအားဖြင့်ပေါ့နော်အဓိကက magnetic field တန်လိုက်စွမ်းအင်ကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ conductor ကိုရစ်ခွေလိုက်တာဖြစ်တယ်အဲ့တော့ရစ်ခွေလိုက်တဲ့ coin မှန်သမျှကို inductor လို့ခေါ်ပါတယ်တဲ့အဲ့တော့ inductor တွေမှာဆိုလို့ရှိရင်သူတို့ဒီ current စီးဝင်လာတယ်ပေါ့နော်အဲ့တော့ဒါကတော့ electron flow ကိုပြထားတာပေါ့ပုံမှန် current ဆိုရင် plus to minus ကိုစီးတယ်ပေါ့နော် conventional current ကတော့ plus to minus ကိုသွားတယ်အဲ့တော့ conductor တွေမှာ current ပေးစီးလိုက်တဲ့အခါမှာဆိုရင်အားကောင်းတဲ့ magnetic field ဖြစ်ပေါ်လာတယ်။ဘာကြောင့်အားကောင်းတာလဲဆိုတော့သူတို့ဒီ conductor ကိုရစ်ခွေထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။အဲ့ဒီတော့တဲ့ဒီ inductor တွေက inductor တွေမှာ inductance ပေါ့နော် inductance သူ့ရဲ့ conductivity ပေါ့ inductance လို့ခေါ်တယ်ပေါ့အဲ့ဒါသူကတော့တဲ့ is the name အဲ့တော့အမည်ဖြစ်တယ်ပေါ့နော်အဲ့တော့ given to the property အဲ့တော့ given ဆိုတာပေးထားတာနော်ဒီအမည်ကပေးထားတာဘာကိုလဲဆိုတော့ to the property ဆိုတော့အရေးအသွေးပေါ့နော်ပိုင်ဆိုင်တဲ့အရေးအသွေး of a circuit ဒီ circuit မှာပိုင်ဆိုင်တဲ့အရေးအသွေးကိုသူကအမည်ပေးထားခြင်းဖြစ်ပါတယ်တဲ့whereby เนาะအဲ့ဒီ circuit မှာ there is an EMF induced အဲ့တော့ EMF ဆိုတာကတော့ electromotive force ပေါ့နော်အဲ့တော့ရှေ့မှာလေတခါလေ့လာခဲ့ကြရပေါ့နော် voltage နဲ့ electromotive force နဲ့꽌တယ် electromotive force ဆိုတာသူဒီ source တစ်ခုအနေနဲ့ပြန်ဖြစ်သွားတယ်ပေါ့နော် source အဲ့တော့အဲ့ source တစ်ခုကို induce လုပ်လိုက်တယ်နော်သူကညှို့လိုက်တာပေါ့နော်သူစီမှာညှို့ပြီးတဲ့အခါကျတော့ electromotive force ဆိုတဲ့ voltage တစ်ခုကိုသူက induce လုပ်လိုက်ပါတယ်တဲ့အဲ့တော့ into the circuit အဲ့တော့ဒီ circuit မှာ electromotive force ကို induce လုပ်လိုက်တာเนาะအဲ့တော့ source တစ်ခုထပ်ဖြစ်ပေါ်လာတယ်ပေါ့အဲ့လိုပြောရရင်တော့အဲ့ဒီ source က by the change of flux linkage เนาะအဲ့တော့
change ဆိုတာကပြောင်းလဲတာဘာကပြောင်းလဲတာလဲဆိုတော့ flux linkage เนาะအဲ့တော့ flux linkage မရှိမှလည်းပြောခဲ့တယ် flux ဆိုတာဟာအပြောင်းလဲပေါ့နော်အပြောင်းလဲဆိုတာကဒီ circuit မှာဒီ electric ဒီ electric current စီးတဲ့အခါမှာ magnetic field ဖြစ်ပေါ်တယ်အဲ့တော့အဲ့ဒီ electric current ဒီ alternating voltage alternating current ဆိုလို့ရှိရင်သူကအပေါင်းတက်လက်အနှုတ်တက်လက်ပြောင်းလဲနေအဲ့ဒီအပေါင်းတက်လက်အနှုတ်တက်လက်ပြောင်းလဲတာကို the change ပေါ့နော် the change ပြောင်းလဲတဲ့အတွက်ကြောင့်မလို့ flux linkage သူနဲ့သက်ဆိုင်တဲ့ magnetic field တွေပေါ့နော် magnetic field တွေကလည်းတစ်လက်စီပြောင်းလဲတယ်အဲ့ဒီပြောင်းလဲခြင်းကြောင့်ဘာကဖြစ်ပေါ်လာတာလဲဆိုတော့ induced EMF ပေါ့နော်ဒီ electromotive force က source တစ်ခုလေးနဲ့ဖြစ်ပေါ်လာတယ်အဓိကကသူ့စီမှာ change of flux linkage ဆိုတဲ့ဒီပြောင်းလဲနေတဲ့ flux ရှိရပါမယ်เนาะအဲ့ဒါကတဲ့ produce by နေ current change ခုနပြောသလိုဒီ alternative current source alternative voltage source ကြောင့်မို့လို့အပေါင်းတက်လက်အနှုတ်တက်လက်ပြောင်းလဲတဲ့အခါမှာ current ပြောင်းလဲတဲ့အတွက်ကြောင့်မို့လို့ဒီသူနဲ့သက်ဆိုင်တဲ့ magnetic field လေးတွေကလိုက်ပြီးတော့ change of flux linkage เนาะ magnetic field လေးတွေကပြောင်းလဲတယ်အဲ့ဒီ magnetic field လေးတွေပြောင်းလဲတဲ့အခါမှာဘာဖြစ်ပေါ်လာလဲဆိုတော့ EMF เนาะ electromotive force induce ဆိုတဲ့ source တစ်ခုပေါ့ voltage source တစ်ခုထပ်ပြီးတော့ဒီ circuit မှာဖြစ်ပေါ်လာတယ်အဲ့ဒီဂုဏ်သတ္တိပေါ့နော်အဲ့ဒီဂုဏ်သတ္တိကို inductance လို့ခေါ်တယ်အဲ့တော့အလွယ်ပြောမယ်ဆိုလို့ရှိရင်တော့သူ့စီမှာ electromotive force source တစ်ခုထပ်ပြီးတော့ဖြစ်ပေါ်လာတယ်နော်အဲ့တော့ when the EMF is induced အဲ့တော့အဲ့ဒီ electromotive force ကို induce ပေါ့နော်ဖြစ်ပေါ်လာတဲ့အခါမှာပေါ့ညှို့လိုက်တဲ့အခါမှာတဲ့ in the same circuit နော်ဒီ circuit ထဲမှာပဲ X that in which the current is changing နော်အဲ့တော့ current လေးက change နေတယ်အပေါင်းတက်လက်အနှုတ်တက်လက်သူ့ရဲ့ current direction က change နေတယ်အဲ့ဒီ change နေတဲ့ circuit မှာပဲသူက electromotive force ကဖြစ်ပေါ်လာတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ the property is called self inductance လို့ခေါ်တယ်အဲ့တော့သူပြောချင်တာပေါ့နော် self inductance လို့ပြောချင်တာကကြတော့ဒီ electromotive force ကဖြစ်ပေါ်လာတာတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ကိုယ်ပိုင် source ပေါ့နော်သူ့မှာကိုယ်ပိုင် source current ပေးနေတဲ့ source တစ်ခုရှိတယ်ဒီ source ကြောင့်မို့လို့ဒီ EMF ကဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့တခြားသောသူရဲ့နီးကပ်နေတဲ့เนาะနီးကပ်နေတဲ့ဒီ source တစ်ခုကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့ induced EMF မဟုတ်ဘူးပေါ့เนาะအဲ့တော့အလွယ်ပြောမယ်ဆိုလို့ရှိရင်เนาะသူကဒီtransformer တွေမှာဆိုလို့ရှိရင် supply သူက primary winding secondary winding ဆိုပြီးတော့ရှိရပေါ့เนาะအဲ့တော့အဲ့ primary winding နဲ့ secondary winding ဒီချိတ်ဆက်ထားတာမဟုတ်ဘူးလုံးဝသီးသန့် separate ပေါ့နော်သီးသန့်ထားတာဖြစ်တယ်သူတို့ကြားထဲမှာ insulation အလွှာတွေချထားတယ်ပေါ့နော်အဲ့တော့သက်ဆိုင်ရာ voltage level လိုက်သူမှာခံထားကြားထဲမှာခံရမယ့်ဒီ insulation class တွေပေါ့နော် insulation level အထူတွေရှိအဲ့တော့ primary နဲ့ secondary ကသီးသန့် separate ဖြစ်နေပြီနဲ့ primary 11နဲ့ကဝင်လာပြီးတော့ secondary နော် secondary side ကနေပြီးတော့သူက400ဖို့ထွက်တယ်ပေါ့အဲ့တော့အဲ့လိုအခြေအနေမျိုးမှာဆိုရင်400ဖို့ရဲ့ source ဒီ11 kilo volt primary voltage ဖြစ်သွားတယ်ဒါဆိုရင်သူက self inductance လို့မခေါ်တော့ဘူးပေါ့နော်သူရဲ့ကိုယ်ပိုင် supply ပေးထားတဲ့ current source voltage source ကြောင့်မို့လို့ဒီဘက်ကနေပြီးတော့400ဖို့ထွက်လာတာမဟုတ်ဘူးသူနဲ့တီးတဲ့ separate ဖြစ်နေတဲ့130 volt winding 130 volt current winding ကြောင့်မလို့ပေါ့နော်ဒီ source ကြောင့်မလို့ဖြစ်ပေါ်လာအဲ့လိုမျိုးဆိုလို့ရှိရင်သူက self inductance မဟုတ်တော့ဘူးပေါ့နော်အဲ့မှာဆိုရင်သူက mutual inductance ဖြစ်သွားတယ်ပေါ့နော်နှစ်ခုချိတ်ဆက်သွားတဲ့အခါကျတော့မှဒါလေဖြစ်ပေါ်လာတဲ့ inductance ဖြစ်တယ်ပေါ့အဲ့တော့ဒီမှာ self inductance ဆိုတာကကြတော့သူ့ရဲ့ကိုယ်ပိုင် source တစ်ခုရှိရမယ်အဲ့ဒီသူ့ရဲ့ကိုယ်ပိုင် source မှာ chain ပေါ့ပြောင်းလဲနေတဲ့ current ရဲ့ပြောင်းလဲခြင်းကြောင့် plus တက်လက် minus တက်လက်ပြောင်းလဲနေတဲ့ current ရဲ့ပြောင်းလဲခြင်းကြောင့်မို့လို့သူကဒီ source မှာเนาะဒီ induced EMF ဆိုတဲ့ source တစ်ခုထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့เนาะဒါကို inductance လို့ခေါ်တယ်ပေါ့เนาะအဲ့တော့ self inductance လို့ခေါ်တယ်ကိုယ်ပိုင် source ကြောင့်မို့လို့ကိုယ်ပိုင်သူမှာ induced EMF တစ်ခု source တစ်ခုထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့เนาะအဲ့တော့ဒီထိကတော့ inductor အကြောင်းပေါ့အဲ့တော့ခုနကပြောခဲ့တဲ့ induced EMF ပေါ့နော် induced voltage အဲ့ဒါကိုဘယ်လိုတွက်ထုတ်မလဲအဲ့တော့ induced EMF ဆိုတာကတော့ in a coil of and dance အဲ့တော့ inductor ရဲ့လို့ဖြစ်လာပြီဆိုရင်ရစ်ခွေထားတဲ့ coil
ရှိနေပြီအဲ့တော့အဲ့ရစ်ခွေထားတဲ့အပတ်အရေးအတွက်ကဘယ်လောက်လဲဆိုတာကိုအရင်ဆုံးသိရတယ်ပေါ့နော်အဲ့ဒီအပတ်အရေးအတွက်ရစ်ခွေထားတဲ့အပတ်အရေးအတွက်ပေါ်မှာမူတည်ပြီးတော့ induced voltage ဒီအနည်းအများကွာခြားတယ်အဲ့တော့အပတ်အရေးအတွက်များများရစ်ခွေနိုင်ပြီလေ voltage ကများလေလေပေါ့အဲ့တော့အလွယ်ပြောမယ်ဆိုရင်ခုနကဥပမာလိုပဲပေါ့နော် transformer တွေမှာဆိုရင် primary coil နဲ့ secondary coil ရှိတယ်အဲ့တော့ primary coil နဲ့ secondary coil မှာ तू ကဘာကိုလိုချင်တာလဲပေါ့နော်ဘာကိုလိုချင်တာလဲ primary မှာဆိုလို့ရှိရင် voltage များတယ်ဆိုကြပါစို့ပေါ့နော်အဲ့တော့step down transformer ဆိုကြပါစို့ဒါဆိုရင် primary coil မှာ voltage ကများတယ်11 kV အဲ့တော့ secondary မှာကကြတော့ voltage ကနည်းတယ်400 voltဒါဆိုရင် primary coil နဲ့ secondary coil ရိုးပဲစဉ်းစားကြည့်လိုက်ရင် voltage များတဲ့စီက coil ပိုများတာပေါ့နော်အပတ်အရေးအတွက်ပိုများတယ်အဲ့တော့ voltage နည်းတဲ့စီကအပတ်အရေးအတွက်နည်းတယ်အဲ့တော့ဒီ induced EMF ပေါ့နော် induced voltage ဒီခုနကပြောသလိုပဲပေါ့အပတ်ရည်အတွက်များတဲ့စီမှာဆိုရင် voltage များမယ်အပတ်ရည်အတွက်နည်းတဲ့စီမှာဆိုရင် voltage နည်းမယ်အဲ့တော့ transformer တွေဒီ inductor တွေပဲပေါ့နော်တနည်းအားဖြင့် inductor လို့ပဲပြောလို့ရတယ်သူတို့စီမှာဆိုရင် changing ဖြစ်နေတဲ့ပြောင်းလဲနေတဲ့ current source voltage source ရှိတယ်အဲ့တော့11 kV အဝင်အဲ့တော့သူဒီ alternative current alternative voltage ဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းတက်လက်အနှုတ်တက်လက်သွားနေတယ်အဲ့ဒီလိုမျိုးဒီ source က changing ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ့မှာ changing magnetic flux တွေဖြစ်ပေါ်နေတယ်เนาะအဲ့တော့အပေါင်းတက်လက်အနှုတ်တက်လက် not ပုံနဲ့ source ပုံကပြောင်းနေတာပေါ့နော် current နဲ့ source ကပြောင်းနေတဲ့အတွက်ကြောင့်မို့လို့ not ပုံနဲ့ source ပုံကပြောင်းနေတယ်အဲ့ဒီပြောင်းနေတဲ့ magnetic flux တွေကြောင့်မို့လို့သူ့မှာ inductance ဆိုပြီးတော့ဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့အခုကကြတော့ induced EMF ကိုတွက်ပါပေါ့နော်အဲ့တော့ induced EMF ကိုတွက်မဲ့အခါမှာသူ့ရဲ့ formula ဒီ -n d phi dt ဖြစ်ပါတယ်အဲ့တော့ minus ပေါ့နော်ဒီနေရာမှာ minus သင်္ကေတလေးတွေ့တယ်အဲ့တော့ minus ဆိုတာကကြတော့သူကဘိုးလေးနည်းသွားတယ်လို့ပြောချင်တာမဟုတ်ဘူးပေါ့နော်သူကရောင်းရံဖြစ်တယ်ဆိုတဲ့ direction ကိုပြောချင်တာအဲ့တော့ induced voltage ဒီထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့ induced voltage ဒီမူလ supply ပေးထားတဲ့ voltage current နဲ့ရောင်းပြန်ဖြစ်ပါတယ်เนาะသူကပြောမယ်ဆိုရင်စန့်ကျင်တယ်အဲ့တော့ဘာကြောင့်စန့်ကျင်လဲဆိုလို့ရှိရင်ဒီ supply ပေးလိုက်တဲ့အချိန်မှာပထမဦးဆုံးပေါ့เนาะ supply ပေးခြင်းမှာအဲ့တော့ဒီ inductor ဒီချက်ချင်းကြီးသူက voltage ကဖြစ်ပေါ်လာတာမဟုတ်ဖြည်းဖြည်းချင်းပေါ့เนาะဒီပေးလိုက်တဲ့ supply ကတွဲဖို့ဆိုလို့ရှိရင်အဲ့ဒီတွဲဖို့အတိုင်းကိုသူကအရင်ဆုံးစန့်ကျင်ပြီးတော့မှပေါ့နော်တဖြည်းဖြည်းချင်းတွဲဖို့အတိုင်းကိုသူက minus တွဲဖို့အရင်ထွက်နေတယ်ထွက်နေပြီးတော့မှတဖြည်းဖြည်းချင်းစန့်ကျင်ပြီးတော့မှသူကရော့သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ inductor circuit တွေမှာဆိုလို့ရှိရင်ဒီမီးလုံးကိုထွန်းထားရင်ချက်ချင်းကြီးမီးလင်းလာတာကိုမြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီ induced voltage က minus တွဲဖို့ထွက်နေတဲ့ voltage ကတဖြည်းဖြည်းရော့သွားမှသာလေဒီ current တက်လန်ကပြည့်သွားပြီးတော့စီးသွားပြီးတဲ့အခါကျတော့မီးလုံးကလင်းလာတယ်ပေါ့နော်အဲ့တော့ဒီက minus ဒီ supply ပေးထားတဲ့ source ကိုဒီကပြောင်းပြန်เนาะdirection ပေါ့ plus minus ဆိုလို့ရှိရင်သူ့စီမှာပေါ်နေမှာက minus ဖြစ်တယ် source က plus ဆိုလို့ရှိရင်သူက minus voltage နဲ့direction ဆန့်ကျင်ပြီးတော့သူကဖြစ်ပေါ်နေတာပေါ့နော်အဲ့တော့သူကနည်းတယ်လို့ဆိုလိုချင်တာမဟုတ်ဘူးပေါ့နော်ဒီက minus ကအဲ့တော့ minus n d phi dt အဲ့တော့ n ဆိုတာကကြတော့ဒီ inductor coil မှာပတ်ထားတဲ့အပတ်ရည်အတွက်ဖြစ်တယ်ပေါ့နော်အနောက်က d phi dt ဒါကကြတော့ rate of change of flux ပေါ့နော်အဲ့တော့ magnetic flux တန်လိုက်အားလမ်းကြောင်းလေးတွေရဲ့ပြောင်းလဲခြင်းအချိန်နဲ့အမျှပေါ့နော်အချိန်နဲ့အမျှပြောင်းလဲခြင်းကိုဆိုလိုတာဖြစ်တယ်ပေါ့အဲ့တော့ where define is the change in flux in V bar အဲ့တော့flux ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့ unit က V bar ဖြစ်တယ်ပေါ့နော် define ဆိုတာတော့ change in flux ပြောင်းလဲတာကိုသူကဆိုလိုတာဖြစ်ပါတယ်တဲ့ and dt ကတော့ is the time taken for the flux to change in second အဲ့တော့တစ်စက္ကန့်အတွင်းမှာပေါ့နော် change in second တစ်စက္ကန့်အတွင်းမှာဒီ flux ရဲ့ပြောင်းလဲတဲ့ the time taken ကြာချိန်ပေါ့နော်အဲ့တော့လွယ်ပြောမယ်ဆိုလို့ရှိရင်တော့တစ်စက္ကန့်အတွင်းမှာဒီ flux ကဘယ်လောက်ပြောင်းလဲသွားလဲပေါ့နော်ဘယ်လောက်ပမာဏပြောင်းလဲသွားလဲဆိုတဲ့ rate နှုန်းပဲပေါ့နော်အဲ့တော့တစ်စက္ကန့်မှာ flux Weber ပမာဏဘယ်လောက်ထိအပေါင်းတက်လက်အနှုတ်တက်လက်ပြောင်းလဲသွားလဲဆိုတဲ့နှုန်းကိုပဲ
သူ့ရဲ့ number of ဒီမှာပတ်ထားတဲ့အပတ်ရည်တို့နဲ့မြောက်လိုက်လို့ရှိရင် induce ဖို့တွေပေါ့နော်ဒီ integer coil မှာ voltage ဘယ်လောက်ကိုသူကထုတ်ပေးလဲဆိုတာနဲ့တွက်ထုတ်လို့ရပါတယ်တဲ့အဲ့တော့ဒါကတော့ induce voltage ကနောက်ပြီးတော့ inductor ရဲ့သဘာဝပေါ့နော် inductor ဆိုတာဘာလဲပေါ့အဲ့တော့ရိုးဒီ wire ကြိုးကို magnetic flux နော် magnetic တန်လိုက်အားလမ်းကြောင်းကိုပုံများခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးရစ်ခွေလိုက်တယ်အဲ့ဒီရစ်ခွေလိုက်တဲ့အပတ်ရည်အတွက်များလာတာနဲ့အမျှသူ့ရဲ့တန်လိုက်အားလမ်းကြောင်းတွေကပို့ပြီးတော့အားကောင်းလာတယ်ပေါ့နော်ဒါကို inductor လို့ခေါ်တယ်အဲ့တော့ inductance ဆိုတာကကြတော့အဲ့ဒီ inductor က electromotive force တစ်ခုပေါ့နော်တနည်းအားဖြင့် source တစ်ခုထပ်ပြီးတော့သူ့မှာဖြစ်ပေါ်လာတယ်အဲ့ဒီ source ဖြစ်ပေါ်လာတဲ့အရည်အသွေးကို inductance လို့ခေါ်ပါတယ်တဲ့ okay အဲ့တော့ဒီအထိကိုမရှင်းတာနားမလည်တာရှိရင်မေးလို့ရပါတယ်နားလည်းဟုတ်ကဲ့ပါအဲ့ဒါဆိုဆက်သွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ how does inductor work အဲ့တော့ inductor တစ်ခုကဘယ်လိုအလုပ်လုပ်လဲပေါ့နော်ဒါတော့သူ့ရဲ့နမူနာ example လေးပေါ့အဲ့တော့ရေပန့်တစ်ခုရှိရလို့စဉ်းစားလိုက်မယ်ပေါ့နော်အဲ့တော့ဒီပန့်ကနေပြီးတဲ့ခါကျတော့ဒီလိုမျိုး branch တွေပေါ့နော် branch ဆိုတဲ့ပိုက်လိုင်းအခွဲတွေထားလိုက်မယ်ပေါ့အဲ့တော့ဒီဘက်ကပိုက်လိုင်းကို resistor လို့စဉ်းစားလိုက်မယ်ပေါ့နော်ဒီဘက်ကပိုက်လိုင်းကို resistor လို့စဉ်းစားလိုက်ပြီးတော့အပေါ်ကပိုက်လိုင်းကို inductor လို့စဉ်းစားလိုက်မယ် okay အဲ့ခါမှာတဲ့အပေါ်ကဒါလေးက inductor လေးပေါ့နော်အပေါ်ကဒါလေးက inductor အဲ့တော့သူကကြတော့ဒီမှာဘိန်းလုံးလေးပေါ့နော်ရေအားနဲ့မှလဲရတဲ့ဘိန်းလုံးလေးအနေနဲ့စဉ်းစားလိုက်မယ်ပြီးကြတော့ဒီဘက်ကအောက်ကကြတော့ resistor ပေါ့နော် resistor ဆိုတာကကြတော့ဒီစီးဆင်းလာတဲ့ current တနည်းအားဖြင့်ဒီရေကိုသူက reduce ခုခံလိုက်တာပေါ့နော် resist လုပ်လိုက်တာအဲ့တော့ဒီနေရာလေးမှာနည်းနည်းလေးပိုက်တိုင်းကြီးကကျင်းသွားတယ်နည်းနည်းလေးပိုက်တိုင်းကြီးကကျင်းသွားတယ်အဲ့တော့ဆက်စချင်းဒီ pen ကနေပြီးတော့ current လွှတ်လိုက်တယ်ပေါ့နော် source ပေါ့ source ကနေပြီးတော့ current လွှတ်လိုက်တဲ့အခါမှာဆိုရင်ဒီ resistor နဲ့ inductor ကိုအပြိုင်เนาะအပြိုင်ပေးလိုက်တယ်ပေါ့ပေးလိုက်လို့ရှိရင် inductor ဒီသူ့မှာဘိန်းလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေကချက်ချင်းသူ့ကိုကြော်ပြီးတော့မစီးနိုင်ဘူးပေါ့နော် resistor ကကြတော့ဒီမှာသူကပိုက်လိုင်းလေးကကျင်းသွားတာပဲရှိတယ်เนาะကျင်းသွားတာပဲရှိတော့ရေကဒီဘက်ကနေပြီးတော့စီးလို့ရတယ်အလွယ်စီးလို့ရတယ်ပေါ့နော်အလွယ်စီးလို့ရတယ်ဒါပေမဲ့ inductor ကိုတိုးလာတဲ့ဒီရေအားကတဖြည်းဖြည်းနဲ့များလာတဲ့အခါမှာပေါ့နော်ဒီဘိန်းလုံးဒီလေနိုင်တဲ့အဆင့်ကိုရောက်သွားတယ်ပေါ့နော်လေနိုင်တဲ့အဆင့်ကိုရောက်ဘာကြောင့်လဲဆိုတော့ဒီဘက်ကရေပိုက်ကကျင်းထားတာရှော့ရှော့ချူချူစီးလို့ရတာတော့မဟုတ်ဘူးသူ့ထပ်ပို့ပြီးတော့ inductor ထပ်ပို့ပြီးတော့စီးလို့ရတာပဲရှိတာပေါ့နော်ဒီရေပိုက်ရေအားအတိုင်းကိုပေးထားတဲ့အားအတိုင်းကိုစီးနိုင်တာမဟုတ်ဘူးအဲ့အချက်ကြောင့်မို့လို့ဒီဘက် inductor ဘက်မှာလည်းရေကနည်းနည်းတော့စီးနေတယ်ပေါ့နော်နည်းနည်းတော့စီးနေတယ်အဲ့တော့နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတော့ဒီရေပိုက်ကရှော့ရှော့ချူချူစီးလို့ရသွားတယ်ပေါ့နော်ဒီဘိန်းလုံးလေးကရေအားအပြည့်လဲပြီးတော့ရှော့ရှော့ချူချူစီးလို့ရသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီဘက်က resistor ဘက်ကိုလုံးဝရေမစီးတော့ဘူးเนาะအဲ့တော့ resistor ကကြတော့သူက current ကိုသူက short ချပလိုက်တာ reduce လုပ်လိုက်တာပေါ့เนาะအဲ့တော့သူ့ကိုဖြတ်စည်းနိုင်တဲ့ပမာဏထက်ဒီဘက်ကဘိန်းလုံးကိုစီးနိုင်တဲ့ပမာဏကပို့ပြီးတော့ရှော့ရှူရှူစီးလာတဲ့အခါမှာသူဒီ current ဒီ resistor ကိုလုံးဝဖြတ်မစီးတော့ပါဘူးသူရဲ့ပတ်လန်းပေါ့เนาะပတ်လန်းကြောင်းဒီဘယ်လိုပဲဖြစ်သွားမလဲဆိုတဲ့အခါကျတော့ဒီ resistor ကိုမဖြတ်တော့ဘဲနဲ့ဒီ inductor coil လေးကနေမှတစ်ဆင့်သူကဖြတ်သွားပြီးတဲ့အခါကျတော့ကျော်သွားပြီးတော့ဘယ်ကိုပြန်ရောက်လဲဆိုတော့ဒီဘက်က source ကိုပြန်ရောက်တယ်ပေါ့နော်ဒီနည်းအားဖြင့်သူကစီးသွားတယ်ပေါ့ current ကစီးသွားတယ်ပေါ့အဲ့တော့အကယ်၍ဒါဒီရေပန့်ပေါ့နော်ရေပန့်ကရဲချလိုက်တယ်ဆိုလို့ရှိရင် current စီးကြောင်းဒီရေပန့်ကနေပြီးတော့ current ထပ်မထွက်လာတော့ဘူးဒါပေမဲ့လေဒီဘိန်းလုံးကကြတော့အရှိန်ရရှိနေပြီအရှိန်ရှိနေသေးတဲ့အတွက်ကြောင့်သူဟာချက်ချင်းမရက်တက်မယ်နဲ့ဒီဘိန်းလုံးရဲ့အရှိန်လဲတဲ့အရှိန်ကုန်တဲ့အထိကိုသူကလဲနေတယ်သူလဲတဲ့အတွက်ကြောင့်မလို့ဒီပတ်လန်းကြောင်းမှာ current တနည်းအားဖြင့်ဒီရေစီးကြောင်းလေးကတော့ကြံခဲ့တယ်ပေါ့နော်အဲ့တော့ source ကိုရက်တက်လိုက်အောင်တော့ဒီဘက်က inductor ရှိနေတဲ့ပတ်လန်းကြောင်းမှာ
current ကဆက်ပြီးတော့စီးနေတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူအလုံးလုံးတဲ့ပုံစံဒီရေဘိန်းလုံးလေးအလုံးလုံးတဲ့ပုံစံနဲ့တူတယ်ပေါ့အဲ့တော့ inverter နဲ့ resistor ကိုဒါအပြိုင်သူက current ကိုပေးလိုက်မယ်ပေါ့နော်အပြိုင်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီဘက်က resistor ဒီအချိန်တစ်ခုပထမအဆုံးမူလအစမှာတော့ resistor ဘက်ကနေပြီးတော့ current စီးနေတယ်ဒီ inverter ကသူ store လုပ်တဲ့နော်ဒီ store လုပ်တဲ့ voltage တစ်ခုရှိနေရပေါ့တနည်းအားဖြင့်ဒီက voltage ဒီမှာခုခံထားရဲဆိုတာခုန induced EMF ဆိုတာသူကခုခံထားတယ်ပေါ့နော်ဒီကစီးလာမဲ့ current ကိုခုခံထားတယ်အဲ့တော့သူခုခံမှုနော် induced voltage store လုပ်တာပြည့်သွားတဲ့အခါကျတော့မှသာရင်ဒီရေပိုက်လိုင်းကရေကစီးစစ်နိုင်တယ်အဲ့တော့သူစီးစစ်နိုင်ပြီဆိုရင် resistor မှာ current ကမစီးတော့ဘူးပေါ့ current မစီးတော့ဘဲနဲ့ဒီ inverter ဘက်ကနေပဲဖြတ်စီးမယ်အဲ့တော့ source ကိုလုံးဝရပ်တိုက်လိုက်တဲ့အခါမှာဆိုရင်ကျန်တဲ့နေရာမှာ current မစီးပေမဲ့ဒီ inverter မှာ current စီးတဲ့အတွက်ကြောင့်မို့လို့သူက resistor ဆိုတာတနည်းအားဖြင့်မီးလုံးပဲဖြစ်ဖြစ်မီးချောင်းပဲဖြစ်ဖြစ်ပေါ့နော်ဆိုကြပါစို့အဲ့တော့အဲ့ဒီနေရာမှာ current လေးကဖြတ်စီးပြီးတော့မီးလုံးလေးပြန်လင်းလာတာကိုတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ source ကတော့ရပ်တန့်လိုက်ပြီနဲ့လေဒီ resistor မှာ current ပြန်စီးလာတယ်ပေါ့နော် current ပြန်စီးလာတာကိုတွေ့နိုင်မှာဖြစ်တယ်အဲ့တော့ဒါကတော့ inverter တခုအလုံးလုံးတဲ့ပုံစံပဲပေါ့နော် inverter ကဒီရေဘိန်းလုံးပုံစံမျိုးသူကအလုံးလုံးတယ်နော် okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာ energy store in inverter ပေါ့နော်အဲ့တော့ inverter မှာခုနက magnetic energy ကိုသူက store လုပ်ထားတယ်အဲ့တော့ electrical energy ကနေပြီးတော့သူဒီ magnetic energy အဖြစ်ကိုပြောင်းလဲလိုက်တဲ့ပစ္စည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ circuit မှာဆိုလို့ရှိရင်ပထမဦးဆုံးပေါ့နော်ပထမဦးဆုံးဒီ switch လေးကိုပိတ်လိုက်တယ်ပေါ့နော် switch လေးကိုပိတ်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ conventional current အရာတော့ plus to minus ကိုသူစီးနေပေါ့နော် current က plus to minus ကိုစီးနေစီးတဲ့အခါမှာဒီ inverter coil ပြီး energy ကို store လုပ်ထားတယ်နော် store လုပ်ထားတဲ့ချက်ချင်း current ကိုပေးမဖြတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ဒီမှာ store လုပ်ထားတဲ့ energy ပြည့်တော့မှသာလေတဖြည်းဖြည်းနဲ့ဒီဘက်က current ကစီးပြီးတော့မီးလုံးလေးကမီးလင်းလာတယ်ဒါပေမဲ့ဒီ source ကိုသူကဖြုတ်လိုက်တာပဲဖြစ်ဖြစ်ဒီက switch ကို switch off ပေါ့နော် switch off လုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီဘက်က current ကပြန်စီးလာတယ်နော် current ကပြန်စီးလာပြီးတဲ့အခါကျတော့မီးလုံးကိုတော့ဖြတ်စီးတာပေါ့နော်မီးလုံးကိုဖြတ်စီးပြီးတဲ့အခါကျတော့သူကမီးလုံးကခဏပြန်လင်းလာတာကိုတော့တွေ့နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့မှာ store လုပ်ထားတဲ့ energy ကုန်သွားရင်တော့ဒီမီးလုံးလေးဟာပြန်ပြီးတော့မီးငြိမ်းသွားတယ်ပေါ့ဆိုလိုချင်တာကဒီ inverter circuit မှာဆိုလို့ရှိရင်မီးလုံးဒီဆက်စချင်းမီးရုတ်တရက်လင်းလာမှာမဟုတ်တလို့ဒီ switch off လုပ်လိုက်တဲ့အချိန်မှာလေရုတ်တရက်ကြီးမီးငြိမ်းသွားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့သူ့မှာ store လုပ်ထားတဲ့ energy များလေလေနော်tense ပေါ့နော်ခုနပတ်ထားတဲ့ tense တွေများလေလေဒီက store လုပ်ထားတဲ့ဒီမီးလုံးကပြန်ငြိမ်းသွားတဲ့အချိန်ကြာလေလေပဲပေါ့နော်ဒါကြောင့်မလို့ဒီ circuit ကိုကြည့်ချင်အပြင်သူဒီ energy တစ်ခုကို store လုပ်ထားရဲဆိုတာကိုသိနိုင်တယ်အဲ့တော့ဘယ်လို store လုပ်လဲဆိုတော့ magnetic energy အနေနဲ့သူက store လုပ်ထားပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီ store လုပ်ထားတဲ့ energy ကိုတွက်ထုတ်မယ်ဆိုလို့ရှိရင် energy ကတော့ joules ပေါ့နော်အဲ့တော့ half li square နဲ့တွက်ထုတ်ပါတယ်တဲ့နော် half li square အဲ့တော့ L ကတော့ inductance ပေါ့နော်ဒီ circuit မှာရှိတဲ့ဒီ inverter မှာရှိတဲ့ inductance တန်ဖိုးနောက်ပြီးတော့ I ဆိုတာကကြတော့ current စီးသွားမယ်တန်ဖိုးပေါ့နော်ဒီ circuit မှာစီးသွားမယ် current ရဲ့တန်ဖိုးဒီနှစ်ထပ်ပေါ့နော်နှစ်ထပ်နဲ့သူက inductance တန်ဖိုးနဲ့မျှပြီးတော့အဲ့တန်ဖိုးရဲ့တဝက်ဒီ store လုပ်ထားတဲ့ energy တန်ဖိုးဖြစ်ပါတယ်တဲ့အဲ့တော့ W ကတော့ energy joules ပေါ့နော် joules ဖြစ်တယ် L ကတော့ inductance Henry နဲ့ပြတယ်နောက်ပြီးတော့ I ကတော့ current ampere ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသူက voltage ကိုတော့ store လုပ်ထားတယ်နော် voltage ပြောမှဆိုလို့ရှိရင်တွန်းအားတစ်ခုကိုသူကတော့ store လုပ်ထားတယ်အဲ့ဒီတွန်းအားကြောင့်မို့လို့ current ကိုပြန်ပြီးတော့စီးဆင်းစေတယ်ပေါ့နော်ပြန်ပြီးတော့စီးဆင်းစေတယ်အဲ့တော့သူ store လုပ်ထားတာတော့တွန်းအားတစ်ခုပဲဒါပေမဲ့ပုံသေးနီးမှာကြတော့သူ့မှာရှိတဲ့ inductance တန်ဖိုးရဲ့နောက်ပြီးတော့စီးဆင်းသွားမဲ့ current เนาะဒီမှာသူပြန်ပြီးတော့စီးဆင်းစေခြင်းနဲ့ current ပေါ့เนาะစီးဆင်းခိုင်းစေခြင်းနဲ့ current ရဲ့နှစ်ထပ်ရဲ့မြောက်ပြီးတော့သူတို့ရဲ့တဝက်ပေါ့เนาะ half li square သူတို့ရဲ့ current တန်ဖိုးနှစ်ထပ်မြောက် inductance တန်ဖိုးပြီးကြလို့ရှိရင်သူရဲ့တဝက်ကို store လုပ်ထားပါတယ်ပေါ့เนาะအဲ့တော့
ဒီ store လုပ်ထားတဲ့တန်ဖိုးကပြောမယ်ဆိုရင်တော့နည်းတယ်ပေါ့နော်။ဘယ်လောက်ကြီးတော့မများနေဘူးပေါ့။အဲ့တော့ကိုက store လုပ်ထားတဲ့ energy တန်ဖိုးများခြင်းတယ်ဆိုလို့ရှိရင် inductor ရဲ့ inductance တန်ဖိုးများတာတစ်ချက်ပြီးကြလို့ရှိရင် current ပမာဏများပေါ့နော် current ပမာဏများစီးခိုင်းတာတစ်ချက်ပေါ့အဲ့နှစ်ခုသာများမယ်ဆိုလို့ရှိရင်เนาะ store လုပ်ထားတဲ့ energy များမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ current ပမာဏကလည်းနည်းမယ် inductance ပမာဏကလည်းနည်းမယ်ဆိုလို့ရှိရင်เนาะသူ store လုပ်ထားတဲ့ energy ဟာနည်းတယ်ပေါ့နော်အဲ့တော့ဒီနည်းအားဖြင့် inductor တစ်လုံးမှာ store လုပ်ထားတဲ့ energy ပမာဏကိုတွက်ထုတ်နိုင်เนาะ okay ဒါဆိုလို့ရှိရင်ဒီထိရောရေးစရာရှိပါသလားဟုတ်နားလည်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်နောက်ဆုံးဒီပု္ပ္ပစာတွက်လေးပေါ့နော်ပု္ပ္ပစာတွက်လေးပြီးလို့ရှိရင်တော့ဒီနေ့သင်ခန်းစာလေးကပြီးပြီပေါ့နော်အဲ့တော့အနည်းလေးတော့ညံ့နေပေါ့ okay အဲ့တော့ problem 7ကကြတော့ determine the EMF induced in a coil အဲ့တော့ဒီ coil တစ်ခုမှာ induce ပေါ့နော် induce ညှို့ထားတဲ့ EMF electromotive force ကိုရှာပါတဲ့အဲ့တော့သူကအဲ့ coil ကဘယ်လောက်ရှိလဲဆိုတော့200 tenths အပတ်ရည်200ရှိပါတယ် when there is a change of flux of 25 milliweber เนาะအဲ့တော့25 milliweber ဆိုတော့သူက flux တန်ဖိုးကိုပေးထားတာပေါ့เนาะအဲ့ flux တန်ဖိုး25 milliweber လေးကသူက change ပြောင်းလဲနေတယ်အဲ့ coil ကကြတော့အပတ်200ပတ်ထားတယ်ဆိုလို့ရှိရင်သူကနေပြီးတော့ induce လုပ်လိုက်တဲ့ voltage ကဘယ်လောက်ရှိပါသလဲတဲ့အဲ့ဒီမှာပြောင်းလဲနေတဲ့ flux ကကြတော့ linking with it in 50 millisecond အဲ့တော့စက္ကန့်50เนาะ millisecond ဆိုတော့50 millisecond မှာတစ်ခါသူက changing ပြောင်းလဲနေပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူလိုချင်တဲ့ EMF induce EMF ကိုလိုချင်ရင်minus n divide by dt ပေါ့နော်အဲ့တော့အသက်ရည်အတွက်က200ရှိတယ် changing flux ကကြတော့25 milliweber ပြောင်းလဲနေတဲ့ flux တန်ဖိုးက25 milliweber ဖြစ်တယ်နော်အဲ့တော့25 into 10 to the power minus 3ပေါ့နောက်ပြီးတော့အောက်ကကြတော့သူ change ပြောင်းလဲနေတဲ့ time အချိန်ကကြတော့50 millisecond ဖြစ်တယ်ဒါကြောင့်မို့လို့50 into 10 to the power minus 3နဲ့ဒီ equation ကိုဖြည့်ရှင်းလိုက်တဲ့အခါမှာ minus 100 volt ဆိုပြီးတော့ထွက်လာတယ်ပေါ့နော်အဲ့တော့အပတ်200လောက်နော်အပတ်200လောက်ပတ်ထားတဲ့ဒီ inductor coil မှာသူက25 milliweber သာပြောင်းလဲမယ်ဆိုလို့ရှိရင်100 volt လောက်ထွက်လာတယ်ပေါ့နော်100 volt လောက် induce လုပ်ထားတယ်ပေါ့ညှို့ထားတယ်ပေါ့ okay အဲ့တော့နောက်တစ်ပုဒ်နော်နောက်တစ်ပုဒ်ကကြတော့ n 8 Henry inductor အဲ့တော့ inductance တန်ဖိုးကိုပေးထားတယ် inductor လေးမှာ8 Henry ရှိပါတယ်ပေါ့နော်အဲ့တော့သူ့မှာဆိုရင် has a current of 3 ampere flowing through it အဲ့တော့အဲ့ဒီ inductor coil ကိုဖြတ်စီးနေတဲ့ current က3 ampere ရှိတယ်ဒါဆိုရင် how much energy is stored in the magnetic field of the inductor အဲ့တော့ how much energy store သူက energy ဘယ်လောက်များကို store လုပ်ထားလဲတဲ့အဲ့တော့ inductance တန်ဖိုးက8 Henry ရှိတယ် current စီးသွားမဲ့ current က3 ampere ရှိတယ်လိုချင်တာကကြတော့ energy store ပေါ့နော် store လုပ်ထားတဲ့ energy ကိုလိုချင်တယ်အဲ့ဒါဆိုရင် equation ကရှိထားပြီးသားပဲပေါ့နော် W is equal to half Li square အဲ့တော့ inductance တန်ဖိုးက8 current တန်ဖိုးက3အဲ့တော့3 square ပေါ့နော်3 3 9ပေါ့အဲ့တော့အကုန်လုံးကိုဖြည့်ရှင်းလိုက်တဲ့အခါမှာ36 joule ဆိုပြီးတော့ဒီ inductor 8 Henry ရှိတဲ့ inductor coil မှာ store လုပ်ထားတဲ့ energy ပမာဏထွက်လာတယ်အဲ့တော့ inductor ကတော့ဒီလောက်ပဲ8 Henry ပဲအဲ့တော့ current ပမာဏကနည်းနည်းသွားလို့ရှိရင်သူ store လုပ်ထားတဲ့ energy လည်းနည်းသွားမှာပေါ့နော်အဲ့တော့ current ပမာဏစီးသွားတဲ့ current ပမာဏများလာလေ store လုပ်ထားတဲ့ energy ပမာဏကများလာလေပေါ့နော်အဲ့တော့ဒီ inductor ကိုများ store လုပ်ချင်တယ်ဆိုလို့ရှိရင်သူကို current ပမာဏများပေးရတာပေါ့တော့ inductance တန်ဖိုးကတော့သူကမပြောင်းလဲဘူးပေါ့နော်အဲ့တော့ current ပမာဏကိုပဲအနည်းများกว่าပြီးတော့ energy store လုပ်ထားတာကိုပြောင်းလဲနိုင်တယ်ပေါ့နော် okay ဒါဆိုရင်နောက်ဆုံးပုံစံလေးနော် a flux of 400 microweber အဲ့တော့သူရဲ့ပြောင်းလဲနေတဲ့ flux က400 microweber ရှိပါတယ်ပြောမယ်ဆိုပမာဏနည်းတယ်ပေါ့နော်အဲ့ဒါကတဲ့ passing through the 150 tenths coil is reversed in 40 millisecond เนาะအဲ့တော့ဒီမှာသူက reverse လို့ပေးထားတယ်เนาะအဲ့တော့400 microweber ရှိတဲ့400 microweber ပမာဏကတဲ့เนาะ passing through a 150 tenths coil is reversed in 40 millisecond အဲ့တော့စက္ကန့်
40 millisecond မှာတစ်ချိန်150အပတ်ရည်150ပတ်ထားတဲ့ဒီ point မှာ40 milliweber လေးကအပေါင်းတက်လက်အနှုတ်တက်လက်ပေါ့နော်သူက reverse တလှည့်စီဖြစ်နေတယ်ဒါဆိုလို့ရှိရင်40 milliweber မှာသူတကယ်ပြောင်းနေတာဒီတလှည့်စီပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့400 microweber ဟာနှစ်ကြိမ်ဖြစ်တယ်နော်40 milliweber မှာ reverse ဆိုတော့40 millisecond မှာ40 millisecond မှာသူဒီ400 microweber ဟာ reverse ဖြစ်နေတယ်တလှည့်စီပြောင်းနေတယ်ဆိုလိုချင်တာစက္ကန့်ကတော့40 millisecond ပဲဒါပေမဲ့သူပြောင်းလဲတဲ့ဟာက reverse တိုးတဲ့အတွက်နှစ်ဆဖြစ်နေနော်နှစ်ဆအဲ့တော့အပေါင်းတက်လက်အနှုတ်တက်လက်ဖြစ်နေတယ်ပေါ့သူဆိုလိုချင်တာဒီညမှာ is reverse ဆိုတာလေးကတတိထားရပဲပေါ့နော်အဲ့တော့သူက find the average EMF induced လိုချင်တာတော့ induced EMF ပဲပေါ့နော်အဲ့တော့ပေးထားတာကလည်း400 microweber ရှိမယ်သူရဲ့ flux က400 microweber ရှိတယ် tense က150 tense ရှိတယ်ပြောင်းလဲနေတဲ့ second 40 millisecond ပေးထားတယ်ဒါပေမဲ့ဒီတစ်ခုပေါ့နော်reverse ပြောင်းနေတယ်ဆိုတော့စာကြောင်းပါတယ်ဒါကြောင့်မို့လို့သူဒီခုနက change ရိုးရိုးပြောင်းလဲနေတာပြောင်းနေတယ်เนาะတလှည့်စီပြောင်းနေတာမဟုတ်ဘူးဆိုတော့အဲ့တော့သူက400 microweber ဒီ plus 400 microweber ကနေ minus 400 microweber ဆိုပြီးတော့သူကတလှည့်စီပြောင်းနေတယ်ဒါကြောင့်မို့လို့ total change of flux ကနှစ်ဆဖြစ်တယ်ဒါကြောင့်800 microweber ဖြစ်သွားတယ်အဲ့ဒါကြောင့် alternative current နေမှာဆိုလို့ရှိရင်အပေါင်းတက်လက်အနှုတ်တက်လက်အဲ့တော့သူ့ရဲ့ပြောင်းလဲနေတဲ့ microweber ကိုနှစ်နဲ့မြောက်ပေးရမယ်ပေါ့နော်အဲ့တော့တမိုးတစ်ခုလည်းပဲပေးထားတယ် alternating current ဆိုရင်တော့သူဒီတဝက်ဖြစ်မှာပေါ့နော်အပေါင်းတက်လက်အနှုတ်တက်လက်ပြောင်းနေတာဆိုတော့တမိုးတစ်ခုလည်းပဲပေးထားရနော် weber 400 microweber ပဲပေးထားတယ်ဆိုလို့ရှိရင်เนาะသူကတဝက်ဖြစ်သွားမှာပေါ့ဒီမှာကျတော့400 microweber က reverse ဖြစ်နေပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့နှစ်ဆဖြစ်သွားတာပေါ့နော်အဲ့တော့800 microweber လို့ပေးထားမယ်ဆိုလို့ရှိရင်တော့သူဒီတဝက်ဖြစ်သွားတာပေါ့နော်အဲ့တော့အဓိကဒီမှာပြောချင်တာက alternating current နဲ့ alternating voltage source တွေမှာနှစ်ကြိမ်ဖြစ်ပါတယ် reverse ဖြစ်ပါတယ်အပေါင်းတက်လက်နှုတ်တက်လက်ဖြစ်တယ်ပေါ့နော် okay အဲ့တော့သူရှာခိုင်းတာကကြတော့ induced EMF ကိုရှာခိုင်းတယ်အဲ့တော့ E is equal to minus n divided by dt အဲ့တော့ tense က150 10ချင်းဖြစ်နေတဲ့ flux ကကြတော့အပေါင်းတက်လက်နှုတ်တက်လက်ဖြစ်တဲ့အတွက်ကြောင့်မလို့800 microweber အဲ့တော့ micro ကို 10 to the power minus 8ပြောင်းလိုက်တယ်ပေါ့နော်နောက်ပြီးတော့ second ကကြတော့ချင်းဖြစ်နေတဲ့ time ကကြတော့40 millisecond အဲ့တော့40 into 10 to the power minus 3ပေါ့နော် minus 3အဲ့တော့ဒီဟာလေးကိုဖြည့်ရှင်းလိုက်တဲ့အခါမှာသူကနောက်ဆုံးလောက်ရသွားလဲဆိုတော့ induced voltage က minus 3 volt ဆိုပြီးတော့ထွက်လာတယ်အဲ့တော့ဒီမှာရှင်းကြည့်လိုက်လို့ရှိရင်ပထမဦးဆုံးပုံစံနဲ့ရှင်းကြည့်လိုက်လို့ရှိရင်သူကကြတော့ induced EMF ရှာခိုင်းတာချင်းအတူတူပဲပေါ့နော်အဲ့တော့သူကကြတော့ tense ကအပတ်200ပတ်ထားတယ်နောက်ပြီးကြလို့ရှိရင် chain flux က25 milliweber เนาะသူက alternative မဟုတ်ဘူးalternative မဟုတ်တဲ့အတွက်ကြောင့်မို့လို့သူက25 milliweber တော့ change တော့ဖြစ်နေမှာပဲပြောင်းလဲမဲ့ flux က25 milliweber ဒါပေမဲ့သူက alternative မဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ milliweber ပေါ့နော်ဒီလောက်ပဲရှိမယ်အဲ့တော့weber တန်ဖိုးနည်းတာလည်းပါတယ်ပေါ့နော် microweber နဲ့ milliweber နဲ့တန်ဖိုးနည်းတာလည်းပါတယ်နောက်ပြီးတော့ time ပြောင်းလဲတဲ့အချိန်ကတော့ဒီမှာ40 millisecond နည်းသွားတယ်ပေါ့နော်ဟိုမှာ50 millisecond ဖြစ်သွားတယ်အဲ့တော့သူတို့ induced EMF ကဒီမှာ100 volt တောင်ထွက်ပြီးတဲ့အခါကျတော့ဒီနေရာမှာကျတော့3 volt ပဲထွက်တယ်ပေါ့နော်3 volt ပဲထွက်တယ်အဲ့တော့ရှင်းကြည့်လိုက်ရင် tense ပမာဏအပတ်ရည်အတွက်ကလည်းအနည်းများกว่าတယ်ပြီးကြလို့ရှိရင်ထွက်လာတဲ့ flux ကလည်းအနည်းများกว่าတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတဲ့အခါကျတော့သူ့ရဲ့ induced voltage ပမာဏဒီမှာဆို -3 volt ပဲရှိတယ်ဒီမှာဆို100 volt လောက်ထိရှိတယ်ပေါ့နော်အဲ့ဒါဆို induced voltage ကိုများခြင်းလဲဆိုလို့ရှိရင်အသက်ရည်အတွက်နဲ့လည်းဆိုင်တယ် linkage flux နဲ့လည်းဆိုင်တယ်အဲ့တော့ current ဒီ time ပေါ့နော် changing time အပြောင်းလဲကနည်းရင်နည်းသလိုသူ့ရဲ့ voltage ထွက်လာတဲ့ voltage ကကြတော့များမယ်ပေါ့နော်အဲ့တော့ပြောင်းလဲတဲ့အချိန်ကအကြာကြီးနေတော့မှတစ်ခါပြောင်းနေဆိုလို့ရှိရင်ထွက်လာတဲ့ voltage ကကြတော့နည်းမယ်เนาะအဲ့တော့ခဏလေးနဲ့အချိန်ခဏလေးအတွင်းမှာတယ်သူကပြောင်းလဲတယ်ဆိုလို့ရှိရင်ကြတော့ထွက်လာတဲ့ voltage ကများတယ်ပေါ့เนาะအဲ့တော့ဒါလေးကိုတစ်ချက်ရှင်းပြီးတော့
ကြည့်လို့ရတယ်ပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီ reverse ဆိုတဲ့ alternative voltage alternative current တွေမှာဆိုရင်သူဒီအပေါင်းတက်လက်အနှုတ်တက်လက်သွားနေတယ်ဒါကြောင့်မို့လို့ plus တန်ဖိုးဒီ plus ဆဖြစ်သွားတယ်ပေါ့နော်အဲ့တော့သူပေးထားတဲ့တန်ဖိုးတိုင်းနဲ့တွက်လို့မရဘူး reverse လို့ပါလာပြီဆိုရင်သူဒီ alternative source ဖြစ်တယ်ဒါကြောင့်မို့လို့ထွက်လာတဲ့ viewer ပေါ့နော် flash ကိုနဲ့မြောက်ပေးရတယ်ပေါ့နော်ဒါလေးတစ်ချက်ကိုသိထားရမှာဖြစ်ပါတယ် okay အဲ့တော့ဒါကတော့ဒီ inverter မှာ store လုပ်ထားတဲ့ energy နဲ့ပတ်သက်ပြီးတော့ induce EMF နဲ့ပတ်သက်ပြီးတော့တွက်ထားတဲ့ပုံစံလေးတွေနမူနာပုံစံလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့တခြားပုံစံတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ထပ်ပြီးတော့ပြီးလို့ရသေးတယ်ပေါ့နော်အဲ့တော့ဒီအထိကိုအစမပြေတာနားမလဲတာရှိရင်မေးလို့ရပါတယ် နားလည်ပါတယ် ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကိုဒီနေရာမှာပဲအဆုံးသတ်ပါမယ်နော်